သင်ဟာမိသားစုနဲ့အတူ luxury ဆန်ပြီးသဘာဝနဲ့နေ့စဉ်ထိတွေ့နိုင်မယ့်အိမ်တစ်လုံးကိုရှာဖွေနေပါလား။ဒါဆိုရင်တော့ပင်လယ်ပြရဲ့ရေပြင်လှပနဲ့သဘာဝရဲ့ငြိမ်းချမ်းမှုတို့ကိုတဝါကြီးခံစားလို့ရမယ့် Polo project တစ်ခုနဲ့မိတ်ဆက်ပေးနေပါတယ်။ခေတ်မီဈေးဝယ်စင်တာနဲ့စားတောက်ဆိုင်များရှိရာ Boat Avenue နဲ့ Porto di Phuket တို့အနီးမှာတည်ရှိပြီး rooftop swimming pool, gym, spa, golf course, shopping galleries တွေများစွာရှိတဲ့အတွက်နေ့ရက်တိုင်းဟာပန်းဖြေခီးထွက်နေရသလို luxury lifestyle မျိုးခံစားရစေမှာဖြစ်ကြပါတယ်။နောက်ပြီးတော့သားသမီးတွေရဲ့ပညာရေးအတွက်လည်းရေသွင်းမြင့် international schools များစွာရှိလို့ပြည်စုံကောင်းမွန်တဲ့ပညာရေးကိုပြသနိုင်နိုင်မယ်လို့ယုံကြည်ပါတယ်။ပင်လယ်ကမ်းခြေသဘာဝအလှတရားတွေနဲ့ lake view ကိုခံစားနိုင်တဲ့ကိုဦးစားပေးပုံဖော်ထားပြီးတော့ condo type တွေနဲ့ 1 bedroom ကနေ3 bedroom ဆိုပြီး pricing အလိုက်ရွေးချယ်ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။ဖူးခက်ရဲ့ကမ်းခြေနဲ့သဘာဝလှတရားတွေကိုပြေဝခံစားနိုင်တဲ့ပြင် tourism attraction ဖြစ်တာကြောင့်သင်အတွက်ခိုင်မာတဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်မယ်ဆိုတာသိချပါပဲ။စိတ်ဝင်စားတယ်ဆိုရင်တော့အခုပဲစုံစမ်းဝယ်ယူလိုက်ပါနော်။